ကျွန်တော်မိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီမနေ့ပြန်တော့ကြတဲ့အတွက်ကျွန်တော်ဒုတိတစ်ခွက်တွေ့တော်လေးကျွန်တော်တင်ပြပေးချင်ပါတယ်ခုနဲ့3ညနေပေါ့နှလုံးပေါင်းည9အဲ9ကကျွန်တော်9 3ည9 3ညထိပ်စီနှစ်6နှလုံးပေါင်းခြင်း8အဲဒီ8ကကျွန်တော်ဒီမှာ3ည8နှလုံးပေါင်းခြင်း8ထိပ်ဒီမှာနှလုံးပေါင်းခြင်းခွန်ဆိုကျွန်တော်ဒီမှာ3ရှိပဲထိပ်စီကကျွန်တော်ဒီမှာ4ထည့်ထူးခြားတယ်ကစီနီယံလေးဖြစ်နေပေါ့နော်စီနီယံဖြစ်နေ9 10ခွန်ဖြစ်နေပေါ့နော်9 10ခွန်အဲတော့ကျွန်တော်နှလုံးပေါင်းခြင်း9ဒီ9နဲ့3ညနဲ့ပေါင်း9နှလုံးပေါင်းခြင်း8ဒီ3ညနဲ့8နဲ့ပေါင်း8နှလုံးပေါင်းခြင်းခွန်3ရှိနေတော့ကျွန်တော်4အလိုလေးယူဆထားပါနော်ပြီးတော့နောက်ဘက်ကကျွန်တော်ဒီမှာနှလုံးပေါင်းခြင်း8အဲ့ဒီ8ဒီ9နှလုံးပေါင်းခြင်း8 3နဲ့8နဲ့နှလုံးပေါင်းခြင်း1အဲ့1ဒီကျွန်တော်3ညနဲ့1နဲ့1ဒီလိုလေးယူဆထားပါနော်ဒီမှာ9နှလုံးပေါင်းခြင်း8ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ3ရှိရတဲ့5ပိတ်ထည့်တယ်ပေါ့နော်ကြိုင်မလာတော့ကျွန်တော်မရှိပင်ကြရဒီမှာကျွန်တော်ဒီမှာ9 break ဖြစ်လာပြီးတော့ကျွန်တော်4 5ပေါ့နော်ကောင်းတယ်လို့ပြောချင်ပါတယ်ကျွန်တော်မိတ်ဆွေကြိုင်နဲ့ကစားနိုင်ပါလေအားလုံးစီပြီးကြောက်